စုံကြံ့ဖြင့်သည်အစိုးရဆေးရုံတစ်ခု၏ခွဲစိတ်ကုသရေးဌာနတွင်ဆရာဝန်ဖြစ်တာဝန်ထမ်းဆောင်နေပြီးသူသည်ထိုဌာန၏အဓိကပင်မထောက်တိုင်တစ်ခုလည်းဖြစ်သည်သူ၏တလလျင်ရရှိသောလစာမှာယွမ်3သူမြဝင်းကျင်ခန့်ရှိသည်သူ၏ဇနီးဖြစ်သူလင်းဆောင်ဖုံးမှမူလာတန်းပြဆရာမတဦးဖြစ်သည်လွန်ခဲ့သောအနှစ်20ကယခုကဲ့သို့လင်မယားနှစ်ဦးစလုံးအလုပ်လုပ်ပြီးလစာပုံမှန်ရသောမိသားစုအဆင့်တန်းသည်လူအများအားကြားရသည့်ဘဝမျိုးဖြစ်ခဲ့သည်လင်းဆောင်ဖုံးသည်အတန်းဖော်ဟောင်းများပြန်လည်ဆုံစည်းပွဲသို့တက်ရောက်ခဲ့သည်သို့သောသူမ၏ငယ်ချစ်ဦးသည်ယခုအခါတွင်သူမကိုစောင်းငယ်၍ပင်မကြည့်တော့ဘဲတထေးမတဦးကိုဖက်လဲတကင်းလောက်ကတချင်းများတီးဆိုနေခဲ့သည်တစ်ချိန်ကကြောင်းတွင်အလှပိုင်ရှင်ဖြစ်ခဲ့မှုသောလင်းဆောင်ဖုံးအတွက်မူယခုအခြေအနေသည်စိတ်ပြတ်အားငယ်စရာအပြောင်းလဲကြီးဖြစ်သွားခဲ့သည်အတန်းဖော်များ၏ပြောစကားအရသူမ၏ငယ်ချစ်ဦးသည်လက်ရှိတွင်စီးပွားရေးအလွန်အောင်မြင်နေသည်ဟုသိရသည်လင်းဆောင်ဖုံးသည်ထိုအခြေအနေကြောင့်အကြီးကျယ်စိတ်ထိခိုက်သွားရပြီးစုံစည်းပွဲမပြီးဆုံးခင်မှာပင်စိတ်တူဖြင့်ထွက်ခွာလာခဲ့သည်စိတ်ထဲတွင်ဖြစ်ပေါ်လာသောကွာဟချက်ကြီးကိုသူမလက်မခံနိုင်ဖြစ်နေခဲ့သည်အခြားသူများတွင်အိမ်ကားနှင့်အောင်မြင်သောစီးပွားရေးများရှိနေကြတော့လဲမိမိ၏ခင်ပွန်းကိုပြန်ကြည့်သည့်အခါဘာမှအသုံးမကျသောလူတစ်ယောက်ဖြစ်မြင်လာမိသည်သူမသည်ခင်ပွန်းဖြစ်သူကိုရည်မှန်းချက်မရှိဟုဆိုကာအပြင်းထန်အော်ဟစ်ဆဲဆိုခဲ့သည်စုံကြံ့ဖြင့်သည်သူမကိုပြန်လဲမချေပဘဲနှုတ်ဆက်နေခဲ့သည်လင်းဆောင်ဖုံးသည်ခင်မွန်းဖြစ်သူကိုပုံမကောင်းမွန်သောပုဂ္ဂလိကဆေးရုံသို့ပြောင်းရွှေ့အလုပ်လုပ်စေခြင်းတစ်ဖြင့်ညစာစားပွဲတစ်ခုကိုကြိုတင်စီစဉ်ပေးခဲ့ပြီးစုံကြံ့ဖြင့်အားထိုချင်းဆိုမှုကိုမပြတ်မကွက်တက်ရောက်ရန်ဖုံးဖြင့်လှမ်းမာကြခဲ့သည်သို့တော်လည်းစုံကြံ့ဖြင့်သွားရန်ပြင်ဆင်နေစဉ်မှာပင်သူ၏တငယ်ချင်းဖြစ်သူရင်မတော်တဆမှုဖြစ်ပွားကြောင်းဖုံးဆက်အကူအညီတောင်းလာသဖြင့်ဆရာဝန်တဦးအနေဖြင့်လူနာကိုအသက်ကယ်ရန်ဥစွာတွားရောက်ခဲ့ရသည်